မြတ်စွာဘုရားဘဝရဲ့ပုံမှာဘလို့မြင်တာတော့ဆိုတော့ဘဝအမြဲတမ်းမီးတောက်နေတဲ့သဘောပဲလို့မြင်တာကျုပ်တို့မြင်ပြီလားအဲ့လိုဘယ်မြင်မှာတော့ကျုပ်တို့ကငိုးနေရတာတောင်မီးတောက်နေတယ်လို့မမြင်သေးဘူးဟုတ်လားနော်ငိုတာတောင်တစ်ခါတလေကြိုက်ကြိုက်နဲ့ငိုနေတာရှိတယ်စိတ်ရဲ့သဘောကအရင်ဆန်းကျင်တာပဲစိုးရိမ်နေရတာကိုလည်းမကြိုက်ဘူးလို့မြင်မထင်လေနဲ့ငိုရတာကိုမြင်မကြိုက်ဘူးလို့မြင်မထင်လေနဲ့သူတို့ကြိုက်တဲ့အပိုင်းကလေးတွေဘလို့ရောအဆက်ကလေးတွေပြောကြပါစို့ဘလို့အချိုးစားလေးနဲ့ဘလို့စိတ်ခံစားချက်လေးကိုဘလို့ရောထားလဲဆိုရင်တော့အဲ့ဒါမျိုးလေးဆိုရင်တော့ကြိုက်တယ်စိုးရင်ရတာထိတ်လန့်ရတာတကယ်တမ်းကောင်းသလားစိတ်ထဲမှာဝမ်းနေပြီးတော့ဆွေးပြီးတော့ပူးနေရတာကောင်းသလားပတ်စံကုန်ခံပြီးတော့မကောင်းမှုပြောပြီးတော့ရအောင်လုပ်နေကြတာပဲလေကိုရီးယားကားတွေဘာတွေကြည့်ပြီးတော့ပူကြတာဆွေးကြတာငိုကြတာမရှိဘူးလားငိုရလေလေကောင်းလေလေလို့တောင်ပြောကြတာမရှိဘူးလားစိတ်ရဲ့ဆန်းကျယ်တဲ့လိုအင်တွေကိုစဉ်းစားမိဖို့ဘုံဘပြောပြတာပါကြောက်ရတာလန့်ရတာကောင်းသလားမကောင်းပေမဲ့လို့ကြောက်ဖို့လန့်ဖို့ကိုတမင်ဖန်ပြီးတော့ပရေကားတွေဘာတွေကြည့်တာမရှိဘူးလားနေတဲ့ဈေးကွက်မဟုတ်ဘူးကဘာမှာအဲ့ဒီဈေးကွက်ကထိတ်လန့်နေရတာဘာဖြစ်မှလည်းမသိဘူးလို့စိုးရိမ်နေရတာအဲ့ဒါတွေကိုလည်းကြိုက်တာပဲဒါကြောင့်မို့လို့စုံတောက်တွေဟုတ်လားဇလန်တွေတွေဘာဖြစ်မလို့မှန်းလို့မရတဲ့အရာတာကိုလည်းကြိုက်တာကျွတ်တို့စိတ်ရဲ့ကြိုက်မှုတွေကအများကြီးရှိတယ်ကျွတ်တို့ကဆင်းရဲတာတွေအလွန်ထင်ရှားနေတဲ့အချိန်မှတောင်ဆင်းရဲမှမသိဘူးဆင်းရဲတာမထင်ရှားဘူးဆိုရင်တော့သိဖို့အလွန်ကိုပဲခက်သွားပြီဒါမြတ်စွာဘုရားရဲ့အမြင်ကတော့ဒီယုတ်တွေနဲ့ဒီဆင်းဆက်မပြတ်ဖြစ်နေရတဲ့အနေအထားမီးတောက်နေတဲ့သဘောပဲလို့မြတ်စွာဘုရားအဲ့လိုမြင်